Hello guys, what's up bro?အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် Vicky ပဲဖြစ်ပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ချောင်းတွင်ဝဲရမငွေ10သိန်းကိုဆွဲလာမှာဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာနိုင်သွားတဲ့လူကကျွန်တော်ကိုယ်တိုင်9သိန်းချင်းနေမှာဖြစ်ပြီးသူတို့9သိန်းချင်းစော့လာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ဒီဝဲမှာဘယ်သူတွေအချမ်းပြီးဘယ်သူတွေကကောင်းမှာမလဲဆိုတော့ကြည့်ပြီးတော့ဘယ်နဲ့ကင်းအပြတ်လဲဆိုရင်တော့တာဝါအချိုးပြတ်ပါဒါပေမဲ့ကျွန်တော်စီကန်းလေးတွေတခုလို့ရှိပါတယ်။တမ်လေးမပြည့်မချင်းတာပါမချိုးရပါဘူး။ဒါပေမဲ့ချိုးမိလည်းရပါတယ်။ subscribe လေးလုပ်ခဲ့အောင်တော့ let's go bro ခုချိန်မှာတော့ Martis Pro လေးပေါ့နော်။ over ကလည်းတကင်းချောင်းနေနဲ့ပုံနေတယ်။ Martis Pro နေနဲ့လည်းရက်ပြီး item စနေပါတယ်ခင်ဗျာ။တကင်းချောင်းနေနဲ့ခရီကိုရင်စားနိုင်တော့ပြီး level 2ကိုချီးမြှင့်နိုင်သွားပါတယ်ခုချိန်မှာတော့ Martis Pro စားနေပြီး level 2ကမှကိုနေနဲ့ကတော့တကင်းချောင်းမတားပါဘူးဒါပေမဲ့ Martis Pro ရဲ့ online ကောင်းလို့ damage ထွက်နေမှလည်းဒီခေါက်တော့ winner တကင်းချောင်းပဲဖြစ်ပါတယ်ခင်ဗျာတို့ရေစက်ကြည့်လိုက်ရအောင်ကျွန်တော်တို့ရဲ့ဟာတော့အိမ်မပြောင်းဘူးခင်ဗျာ Martis Pro လည်းမတီးဘူးကဲခုချိန်မှာတော့ခုချိန်ကတော့ Julian Bro လေးပြီးရင်ကျုံးတဲ့ပုံစံတိုင်းမှာပဲခင်ဗျာဒါပေမဲ့လည်း Julian လေးပတ်ပြေးနေရတဲ့အခြေအနေရှိနေပါတယ်ခင်ဗျာအမေဟိုအပြီးရင်ဝင်ကျုံးတာ first time ကင်းနေနေကတော့ Martis Pro ရရှိသွားပြီဖြစ်ပါတယ်ခုချိန်မှာဘယ်သူကကဲတွေကိုကောင်းနေတော့မလဲ Martis Pro အနေနဲ့ကိုလေးကတော့မတာသေးဘူးဆိုပေမဲ့ damage တွေထွက်နေတာကိုတွေ့ရမှာဖြစ်တယ် level 4လည်းရောက်သွားပြီကိုရှိခွာဖို့လုပ်ပေမဲ့လည်းမခွာနိုင်ဘဲနဲ့ထွက်ပြေးလိုက်ရပါတယ်ခင်ဗျာโอเคဟိုမှာဝင်လာချင်မှာပြီးရင်ကျုံးလား the first second ကဲအနေနဲ့ကတော့ကျွန်တော်တို့တကင်းချောင်းနဲ့စုခိုးလိုက်သွားပြီတကင်းချောင်းတင်မလို့နဲ့ပြန်တက်သွားတဲ့အပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာခုချိန်မှာတော့ဟိုဘက်ကလည်းနာကြီးစွာနဲ့သူမသူ့ကိုထားသွားတဲ့ဆိုတဲ့အတိုင်းပဲရောက်လာပြီပဲဖြစ်ပါတယ်တကင်းချောင်းနဲ့ထွက်ပြေးရပြန်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ပုံစံလေးတွေပါပြရမှာပေါ့နော်တကင်းချောင်းလေးနဲ့ scale တွေကုန်ပွင့်နေပြီးတော့ goal နဲ့2218တောင်ရထားပါတယ်K1 လေးတွေကိုချိန်ထားပြီးတော့ scale ထပ်မချိန်သေးတဲ့အပြင် K1 နဲ့အမှ2လေးနဲ့ဘာမဟုတ်တဲ့ဘက်ကြီးကိုရှောက်သွားလိုက်ပါတယ်ခုချိန်မှာတကင်းချောင်းနေနဲ့ Martis Pro နောက်ကိုလိုက်ပါတယ်မလိုက်ဘဲနဲ့ copy လေးတစ်ချက်ရိုက်ပြီးတော့ goal ယူလိုက်သေးပါတယ်ခင်ဗျအဲ့မှာဟိုကမြခေါ်တာပါခင်ဗျာမြခေါ်တာတော့ဟိုဘက်ကလည်းကျဲလဲပါဒါပေမဲ့တကင်းချောင်းနေနဲ့ကတော့ငမွေးကိုထွက်သွားဖြစ်ပါတယ်ဖယ်တာဟုတ်ever ကိုထွက်သွားပြီတကင်းချောင်းနေနဲ့ကတော့ဂိုးလေးတာနေတယ်လို့ပြောရမယ်ဗျ no ပါno ပါအော် no ပါဘယ်မကားကြပါနဲ့လို့ထားလိုက်ပါတော့Martis Pro အနေနဲ့ကလည်းပတ်စားဘူးပေါ့နော်ဒါပေမဲ့တကင်းချောင်းနေနဲ့လူတော်ကျုံပြသွားမယ်ဟုတ်ပြီတော့တကင်းချောင်းနေနဲ့ပြီးရင်ကျုံပြနေတယ်ခုချိန်မှာတော့မကြည့်တကင်းချောင်းနေနဲ့တက်တယ်ဗျ
ခုချိန်မှာတော့ accessory ဟုတ်တယ်ခုချိန်မှာကျွန်တော်တကင်းချောင်းပုံမှန်တိုင်းမနိုင်ကြီးကပါခင်ဗျကျွန်တော်မနိုင်မိသွားတာပါခင်ဗျကင်းချောင်းနေနဲ့စီလုံးလေးပဲသွားမယ်ဗျတော့အေးလေးပဲသွားလိုက်မယ်နော်โอเคပုံမှန်တိုင်းလေးပဲပြန်ကြည့်မလားတော့ဒီလို scale ဖတ်လေးနဲ့ပဲကြည့်တော့ကောင်းမှာဗျပုံမှန်တိုင်းလေးပဲပြန်ကြည့်မယ်ပေါ့နော် let's go bro ရေ 3D view လေးကကျွန်တော်တတ်တဲ့ချိန်မှာပြမှာပါဟုတ်ပြီကျွန်တော်တို့သူ့အနေနဲ့ဘတ်စားနေတယ်ဘိုးဘက်ကကောင်းနေနဲ့ကလည်းတော့ခြုံတိုးနေရပေါ့နော်မချသေးပါဘူးခင်ဗျာစကေးတွေရှယ်သုံးတယ်အမှတကင်း flat အပြင်တောင်းပြီဗျာစကေးနေနဲ့ကတော့ကျွန်တော်တို့တကင်းချောင်းနဲ့3-1နဲ့အပြတ်သက်နိုင်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာတကယ်တမ်းဆိုရင်သူတို့ကဆက်ကွက်လိုက်ပြိုင်တာပေါ့နော်ဥရိုရာ vs begin call ဖြစ်ပါတယ်ဥရိုရာဘက်ကနိုင်နေတာပေါ့နော် 3D view လေးနဲ့ပြရရဟိုနော်ဒီ 3D view မလောက်ဒီ 3D view လေးလာနာချီမြာကိုခုချိန်မှာတကင်းချောင်းနေနဲ့လာနေပါပြီတွဲစီစဉ်နေနဲ့9မိနစ်တော့ရှိသွားပြီပေါ့နော်ခုချိန်မှာဝင်ရှုံးလာပြီးတော့ဖောက်ကြည့်ကြကျွန်တော်တို့ချနေရဗျဟိုဘက်ကဂျူလီယန်ဗန်မစားပါနဲ့哦ဒီကောင်စားတယ်ဂျူလီယန်တော်တော်ညစ်တယ်ဗျဟိုဘက်ကဂျူလီယန်အော်ဒီမှာမတ်တစ်ဘရိုဆိုရက်တောင်ရပြီးထွက်သွားပြီထင်ပါတယ်ဗျမထွက်ပါဘူးခင်ဗျတော့ 5K အပြတ်ပေါ့နော် 5K ပြတ်လိုက်တော့ဘယ်နှ K ပြတ်လဲဆိုရင် 5K ပြတ်ပါ10သိန်းကျိုးကျွန်တော်တကယ်ကို2သိန်းပေါ့နော်အဲ့ဆိုရင်တကင်းချောင်းနေနဲ့8သိန်းရမှာဖြစ်ပါတယ် 5K ရရင်ရှုံးတယ် 5K ရရင်တကင်းချောင်းနေနဲ့ရှုံးနေမိမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူနိုင်သွားပြီပြီးတော့တာဝါလဲချိုးလို့ရပြီပေါ့နော်ဒါပေမဲ့လည်းဟိုက scale ဖက်လာလေးနဲ့ပြန်ရှောင်ပေမဲ့လည်းတကင်းချောင်းကိုလုံးဝမမိပါဘူးဒီချောင်းလေးနဲ့ scale တွေကုန်ဘက်တွေသွားတက်တယ်ခုကျတော့သူ့ရဲ့ blue ဘက်ကိုစားနေပြီးဖြစ်ပါတယ်မိုးအတန်မကြားရရင်တော့ sorry ပေါ့နော်မိုးတွေအများကြီးရွာနေကြားလိုက်တာခုချိန်မှာတော့ကျွန်တော်အနေနဲ့ကင်းချောင်းလာနေပြီးဖြစ်ပါတယ်ခြုံတိုးနေပါတယ်ဟိုဘက်ကနေကဲဒီမှာပေါ့နော်
ကတော့လိုင်းလက်ချောင်ဟန်ဆောင်နေပါတယ်လိုင်းလက်ချောင်ဟန်ဆောင်နေပါတယ်3D view လေးပြပါမယ်ပြီးဝင်ရိုက်တစ်ဖြောဒါပါချိုးလိုက်ပါတော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ tournament မှာ 3D model လောကနဲ့ပြတာပေါ့နော်ဒါပါချိုးလိုက်ပါတော့ဒါပါချိုးလိုက်ပါတော့ပြဟိုဘက်ကရှုံးမပေးဘူးလားတော့တက်လိုက်တော့ခုချိန်မှာတော့ကင်းချောင်းနေနဲ့ဒီချာလေးကိုတက်နေရပါတယ်ဒါပါချိုးမဲ့ချိန်ကိုရောက်လာပြီပေါ့နော်ခုချိန်မှာတော့ကျွန်တော်ခုချိန်ဝင်လာတာဒါပေမဲ့လည်းမနိုင်ဘူးဗျာဒါပါချိုးလိုက်ပါတော့6K တောင်ရှိနေဘိုးဘက်ကအရှုံးလာမပေးသေးပါဘူးတဲ့ဒါပေမဲ့လည်းတော့ဒါပါချိုးရတယ်ကို3 model လေးနဲ့ပြရမှာပေါ့နော်ကဲအားလုံးပဲဒီနေ့ဗီဒီယိုကလောက်ပါပဲတဲ့သိန်းကြီးမှာတော့ဥရောနိုင်သွားပြီဖြစ်ပါတယ်ခင်ဗျအားလုံးပဲဘိုင်ဘိုင်ကျွန်တော်ရုံဒီစကေးလေးကြည့်ပါဦးပေါ့နော်ဝီvictory ဥရောအနေနဲ့နိုင်သွားပါတယ်ဒီနေ့ဗီဒီယိုလည်းလောက်ပါပဲ